အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က noun modifiers လေးတွေရဲ့အသုံးအနှုန်းလေးတချို့ကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူလေ့လာကြမယ်နော်အရင်ဆုံး noun modifier ဆိုတာဘာလဲပေါ့နော်ဘာလဲဆိုတော့သူက noun နှစ်ခုပို့ပြီးတော့ရေးထားတာကိုပြောတာဖြစ်ပါတယ်ဒီမှာအဲ့လို noun နှစ်ခုပို့ပြီးတော့ရေးထားတဲ့အခါမှာပထမ noun ဒီ adjective အနေနဲ့ဖြစ်သွားပြီးတော့အဲ့ဒီ noun ကိုပဲ noun modifier လို့ခေါ်တာဖြစ်ပါတယ်ဥပမာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ a film night အဲ့တော့ film ဆိုတဲ့ noun နဲ့ night ဆိုတဲ့ noun နှစ်ခုကပ်ရေးထားတယ် film ဒီ adjective အနေနဲ့ဆောင်ရွက်ပြီးတော့အဲ့ဒီ film ကိုပဲ noun modifier အနေနဲ့ပြောတာဖြစ်ပါတယ်နောက်တစ်ကြောင်းမှာ the winter months အဲ့ဒါမှဆိုလို့ရှိရင် winter ဒီ noun modifier ဖြစ်တယ် a city bus အဲ့ဒါကလည်း city ဒီ noun modifier ဖြစ်ပါတယ်အခုတတိထားမှာကအဲ့နှစ်ခုအဲ့ noun နှစ်ခုရဲ့ကြားမှာ possessive form ကိုမသုံးဘူးပေါ့နော်ဥပမာ apostrophe s ကိုမသုံးဘူးလို့ပြောတာဖြစ်ပါတယ်ဥပမာဆိုရင် a film's night လို့မသုံးဘူး the winter's months လို့မသုံးဘူး a city's bus လို့မသုံးဘူးပေါ့နော်ခါတလေကျတော့အဲ့ဒီပထမ noun နဲ့ဒုတိယ noun နဲ့ပေါင်းပြီးတော့တစ်လုံးတည်းဖြစ်သွားတာမျိုးရှိတယ်တဲ့ဥပမာဆိုလို့ရှိရင်တော့ an earring ear နဲ့ ring နဲ့ပေါင်းသွားတယ်ပေါ့နော်နှစ်ခုကြားထဲမှာ apostrophe s နဲ့မပါတယ်လို့နှစ်ခုခွဲပြီးတော့လည်းမရေးဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ noun modifier တွေရဲ့အသုံးအနှုန်းလေးတွေကိုလေ့လာလို့ရပြီပေါ့နော်အဲ့တော့ဘယ်နေရာမှာသုံးလဲပေါ့တစ်စုံတစ်ခုကဘာနဲ့လုပ်ထားလဲဆိုတော့ဖော်ပြတဲ့နေရာမှာသုံးပါတယ်တဲ့ဥပမာ a stone bridge ဒီတရားကဘာနဲ့လုပ်ထားလဲဆိုတော့ကြောက်တုံးနဲ့လုပ်ထားတာဖြစ်ပါတယ် silver earrings ဒီနကက်ကကျတော့ဘာနဲ့လုပ်ထားလဲဆိုတော့ငွေနဲ့လုပ်ထားတာပေါ့နော်အဲ့လိုမျိုးဘာနဲ့လုပ်ထားလဲဆိုတာကိုဖော်ပြနေမှာ noun modifiers တွေကိုသုံးလို့ရတယ်နောက်တစ်ခုကတော့တစ်စုံတစ်ခုရဲ့အစိတ်ပိုင်းဖြစ်တယ်ဆိုတာကိုပြတဲ့နေမှာသုံးတယ်တဲ့ဥပမာ the car door ကားရဲ့တကားပေါ့နော်အဲ့တကားဒီကားရဲ့အစိတ်ပိုင်းဖြစ်တယ်ပေါ့နော် the chair leg အဲ့ဒီခြေထောက်ကဒီကလတ်ထိုင်ရဲ့အစိတ်ပိုင်းဖြစ်တယ်ပေါ့နော်အဲ့လိုတစ်စုံတစ်ခုရဲ့အစိတ်ပိုင်းဖြစ်တယ်ဆိုတာကိုဖော်ပြတဲ့နေရာမှာလည်း noun modifier တွေကိုသုံးလို့ရပါတယ်နောက်တစ်ခုတော့အဲ့ဒီလို noun modifier ကတစ်ခုတည်းမကဘူးဖြစ်နိုင်တယ်တဲ့ဥပမာ noun ကသုံးလုံးဖြစ်နေတာမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင် lantern interior designers အဲ့တော့အဲ့ designers ကတော့ noun ပေါ့နော်အဲ့ဒီ noun ကိုကိုစားပြုတဲ့ modifier ကနှစ်လုံးဖြစ်သွားတယ် lantern နဲ့ interior နှစ်ခုလုံးဒီ noun modifier ဖြစ်ပါတယ်a home office chair အဲ့ဒါမှလည်း home နဲ့ office နဲ့နှစ်ခုလုံးဒီ noun modifier ဖြစ်ပါတယ်နောက်တစ်ခုကတော့အတိုင်းအတာတွေရဲ့တက်တန်းရဲ့တန်ဖိုးရဲ့အဲ့လိုစကားလုံးတွေကိုလည်းပဲ noun modifier ကိုသုံးပြီးတော့ဖော်ပြလို့ရတယ်ပေါ့နော်ဥပမာ a 10-minute break a 10-minute ဒီ noun modifier ဖြစ်သွားတယ် 400-year-old tree 400-year-old က noun modifier ဖြစ်သွားတယ် 10-pound note 10 pound ဒီnoun modifier ဖြစ်သွားအောင်နော် 50-kilometer journey 50 kilometer ကကျတော့ noun modifier ဖြစ်သွားအောင်နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒီ noun modifier တွေရဲ့အသုံးအနှုန်းလေးတချို့ကိုသဘောပေါက်သွားမယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒါနဲ့ပတ်သက်တဲ့ exercise ကိုလုပ်လို့ရအောင် comment ထဲမှာ link ချပေးထားပါတယ်အဲ့ဒီမှာကိုယ့်ဘာသာကိုလေ့ကျင့်ကြည့်လို့ရပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ